သက်မပြည့်သေးတဲ့လူငယ်တွေ supplement သုံးလို့ရလားမင်္ဂလာပါ Vita Strong မြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းအရာပေါ့နော် comment တွေ chat box တွေမှာအမေးများတဲ့အရှိရပြောခဲ့တဲ့မိကုံးလေးပဲဖြစ်တယ်ဒီမိကုံးလေးကိုဖြေရမယ်ဆိုရင်တော့နည်းနည်းလေးတော့ကြာမယ်အဲ့အတွက်ကြောင့်မဟုတ်နော်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ခုနမိကုံးကိုဆက်ရမယ်ဆိုရင်အသက်မပြည့်သေးဘဲနဲ့ supplement တွေတောက်လို့ရလားဆိုရင်မိကုံးဖြေရမယ်ဆိုရင်မရဘူးလို့ပဲဖြေရမယ်ဒါကတော့ကျွန်တော်စာအုပ်ကြီးတိုင်းပြန်ဖြေပြီးတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမြင်ကိုပြောပြရမယ်ဆိုရင်ပေါ့နော်တိုးတက်လာတဲ့ဒီပညာခေတ်ကြီးမှာလူငယ်တွေကဒီအရက်တွေစလိတ်တွေငွေအစေးတွေကိုငွေရွေးနဲ့သုံးဆွဲလာကြတယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးမကောင်းတဲ့အရာတွေကိုသုံးတာနဲ့ supplement သုံးတာနဲ့ရှင်းမယ်ဆိုရင်မိဘတယောက်အနေနဲ့တော့လည်းကောင်းကျမ်းမာတန်ဆွမ်းခြင်းတဲ့လူငယ်တယောက်အနေနဲ့တော့လည်းကောင်းဒါကိုရွေးချယ်တယ်ကဲဒါဆိုရင်ဘာလို့မတောက်သင့်ဘူးလို့ညွှန်ကြတယ်ပေါ့နော်ဟုတ်ပြီငယ်ရွယ်တဲ့အသက်တစ်ခုမှာအားကစားလုံခြုံလောက်တာမျိုးလို့supplement ကိုလိုအပ်လောက်တဲ့အခြေအနေမျိုးတွေကကလေးတွေမှာမရှိတတ်ကြဘူးပေါ့နော်ငယ်ရွယ်တဲ့အသက်တစ်ခုမှာဒီခန္ဓာကိုယ်တွင်းမှာရှိတဲ့အသေးတွေကြောက်တဲ့တွေအစရှိတဲ့ organ တွေက supplement တွေမှာပါဝင်တဲ့ nutrient တွေကိုလက်ခံနိုင်လောက်တဲ့အခြေအနေမျိုးတွေမရှိတတ်ကြဘူးဒါကြောင့်မတောက်သင့်ဘူးလို့ညွှန်ကြတာဖြစ်တယ်ဒါပေမဲ့အားကစားကိုစောစောမြဲလုပ်နေတဲ့ကလေးတယောက်အနေနဲ့ဆိုရင်တော့တောက်သုံးလို့ရတယ်လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကအားကစားကိုစောစောမြဲမြဲလုပ်ခြင်းကြောင့်တာမန်ကလေးတယောက်အနေနဲ့မတူတော့ဘဲနဲ့ဒီ supplement တွေကိုလက်ခံနိုင်လောက်တဲ့အခြေအနေမျိုးတွေဖြစ်သွားလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ပြောချင်တာတစ်ချက်တော့ရှိတယ်15နှစ်ယောက်ကလေးဆိုရင်တော့ဘလောက်ပဲအားကစားလုပ်လို့ဒါတွေကိုမတောက်သုံးစီချင်ပါဘူးနော်နောက်တစ်ချက်အနေနဲ့ဆိုလေယောဂခံရှိတဲ့ကလေးတွေဆိုရင်လည်းဒါတွေကိုသုံးဆွဲဖို့အတွက်မညွှန်ချင်ပါဘူး။ဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်တော့အဘာဝလောက်ကောင်းတဲ့ chemical ဆိုတာလောကမှာလုံးဝမရှိပါဘူး။အဲ့တော့ငယ်ရွယ်တဲ့အသက်တစ်ခုမှာပေါ့နော်။ကောင်းကောင်းအိမ်မယ်ကောင်းကောင်းစားမယ်ဆိုတော့မှလုံလောက်တဲ့အခြေအနေမျိုးတွေရှိပါတယ်။အဲ့တော့မိမိတို့ရဲ့ငယ်ရွယ်တဲ့တက်တန်းတစ်ခုမှာပေါ့နော်။အကျိုးမရှိတဲ့အရာတွေပေါ်ကိုအသုံးမချဘဲနဲ့အကျိုးရှိတဲ့အရာတွေပေါ်မှာပဲမှန်မှန်ကန်ကန်အသုံးချဖို့အတွက်အကြံပြုလို့တယ်။နောက်တစ်ချက်အနေနဲ့တောင်းဆိုချင်တာကတော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ခဲ့တဲ့လူတွေလည်းဘယ်သူတွေကြည့်လဲဆိုတာသိရအောင်လို့ comment မှာ yes လို့ရေးပေးစေချင်ပါတယ်။နောက်လည်းသိလို့တဲ့အကြောင်းအရာတွေကိုလည်းသိစေချင်တယ်ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့